အားလုံးပဲမင်္ဂလာပါတင်းနှင်းတော် movie recap channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ horror ဇာတ်ကားကောင်းတွေမှာကြိုက်ပါတယ်ဆိုတဲ့ပရိသတ်တွေအတွက်2020မှာထွက်ရှိခဲ့တဲ့ The Closet ဆိုတဲ့ကိုရီးယားတေးကားအကြောင်းလေးကိုတင်ဆက်ပေးသွားမှာပါဇလန်ရဲ့အစမှာဗိသုကာပညာရှင်ဆန်းဝန်းကကားအက်ဆီဒန့်တစ်ခုကြောင့်ဇနီးသည်ကိုဆုံးရှုံးလိုက်ရပါတယ်အဲဒီနောက်ဆန်းဝန်းနဲ့သမီးလေးအီနာတို့ကြားမှာအဖေနဲ့သမီးလိုမဟုတ်ပဲစိမ့်သက်သက်ဖြစ်နေခဲ့တာပါဆန်းဝန်းဟာသမီးဖြစ်သူနဲ့ဆက်ဆံရေးပြန်ကောင်းအောင်ဆိုပြီးမြို့နယ်ဝေးတဲ့တောဘက်ကအိမ်အိုကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအိမ်ကြီးကသူတို့ထင်သလိုအေးချမ်းမနေခဲ့ပါဘူး။အိမ်သေးရောက်ပြီးမကြခင်မှာပဲသမီးလေးအီနာဟာအရင်နဲ့မတူတော့ပဲတယောက်တည်းစကားတွေပြောလာတယ်။အခန်းထဲကဗီဒီယိုကြီးရှေ့မှာရက်ကြည့်နေတတ်ပါတယ်။တရက်မှာတော့အီနာကသူ့အဖေကိုဒီအိမ်မှာတငယ်ချင်းအစ်စ်ရနေပြီးသူရမ်းပြောတယ်လို့ထူးထူးဆန်းဆန်းပြောလာပါတယ်။ဒါပေမဲ့ဆန်းဝန်းကတော့ထိုစကားကိုဘူးမဆိုင်ခဲ့ပါဘူး။တဖြည်းဖြည်းနဲ့အီနာရဲ့မူရာတွေကပိုပြီးကြောက်စရာကောင်းလာပါတယ်။ရုတ်တရက်ရန်လိုတာမျိုးထူးဆန်းတဲ့ပုံတွေဆွဲလာတာမျိုးပေါ့ဒီလိုနဲ့ပဲတနေ့မှာစန်းဝန်းဟာအလုပ်ကိစ္စအရေးကြီးတာကြောင့်သမီးဖြစ်သူကိုအိမ်မှာကလေးတင်းနဲ့ထားခဲ့ပြီးမြို့ပေါ်သို့ခဏသွားခဲ့ပါတယ်သူအပြင်ရောက်တဲ့အချိန်မှာပဲအိမ်ကနေဖုန်းဆက်လာပါတယ်အင်နာကိုဘယ်နေရာမှရှာမတွေ့တော့ဘူးဆိုတဲ့သတင်းမှာစန်းဝန်းတယောက်အိမ်ကိုအမြန်ဆုံးပြန်လာခဲ့ပေမဲ့အိမ်ထဲမှာသမီးဖြစ်သူရဲ့ရိတ်ရောင်တော့မတွေ့ခဲ့ရပါဘူးအဲ့ဒီအချိန်ကစားပြီးအီနာတယောက်အိမ်ထဲမှာအစအနရှာမရအောင်ပျောက်ဆုံးသွားခဲ့ပါတယ်ရဲတွေဘလောက်ရှာမတွေ့ရပဲအိမ်ထဲကနေပျောက်သွားတာဖြစ်လို့ဆန်းဝန်းတယောက်ယူမတက်ခံစားရပါမယ်။အီနာပျောက်သွားလို့ဆန်းဝန်းတယောက်ယူမတက်ရှာနေချိန်မှာတလောက်လောက်အကြာမှာတော့ဂျောင်ဝန်းဆိုတဲ့လူငယ်တယောက်ရောက်လာပါတယ်။သူကမိမိကိုယ်ကိုဝိညာဉ်နှင်ထုတ်တဲ့သူလို့မိတ်ဆက်ပြီးဒီအိမ်မှာကလေးပေါင်း32ယောက်ပျောက်ဆုံးနေတာကြာပြီဖြစ်ကြောင်းပြောပြလာပါတယ်။ဂျောင်ဝန်းကဗီဒီယိုထဲမှာအောက်လန်းပညာနဲ့ဆက်ဆက်နေတဲ့ဝိညာဉ်ဆိုတစ်ခုရှိနေတယ်။အဲ့ဒီဝိညာဉ်ကကလေးတွေကိုဝိညာဉ်လောကထဲဆွဲခေါ်သွားတာလို့ရှင်းပြပါတယ်ဆန်းဝန်းကအစမှာတော့မယုံခဲ့ပေမဲ့ဂျောင်ဝန်းပြသတဲ့ဗီဒီယိုမှတ်တမ်းတွေနဲ့အိမ်ထဲကထူးဆန်းတဲ့အဖြစ်အပျက်တွေကြောင့်နောက်ဆုံးမှာတော့အီနာကိုကယ်ဖို့ဂျောင်ဝန်းနဲ့အတူပူးပေါင်းလိုက်ပါတော့တယ်။သူတို့နှစ်ယောက်ဟာအိမ်ထဲမှာဝိညာဉ်နှင်ထုတ်ပွဲကိုအကြီးအကျယ်လုပ်ကြပါတယ်။အဲ့ဒီအချိန်မှာဗီဒီယိုတွေကနမဲကြီးတွေထွက်လာပြီးသူတို့ကိုစတင်တိုက်ခိုက်တာတွေအိမ်ထဲကပစ္စည်းတွေလွင့်စင်လာတာတွေကတကယ်ကိုရင်ထိတ်ထိတ်ပါပဲ။ဂျောင်ဝန်းကဝိညာဉ်ဇိုးရဲ့နာမည်ကိုသိမှရမယ်လို့ပြောပါတယ်။စုံစမ်းကြည့်တဲ့အခါမှာတော့အဲ့ဒီဝိညာဉ်ဆိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစီးပွားရေးပြက်ကတ်ကြောင့်စိတ်ဖောက်ပြန်သွားတဲ့အဖေဖြစ်သူကဗီဒီယိုထဲမှာပိတ်လောင်ခံရပြီးတက်ဖြစ်ခဲ့လို့တေဆုံးသွားတဲ့ညောင်ချင်းဆိုတဲ့မိန်းကလေးငယ်တူပဲဖြစ်ပါတယ်။သူမဟာမိဘတွေရဲ့အပြစ်ပယ်ခံရတဲ့ကလေးတွေကိုစုဆောင်းပြီးဝိညာဉ်လောကတွေမှာပိတ်လောင်ထားတာဖြစ်ပါတယ်။ဒီနောက်ကိုပြန်ရောက်ဖို့ဆိုရင်ဆန်းဝန်းကိုယ်တိုင်ဝိညာဉ်လောကတွေကိုဝင်သွားမှရမှာပါ။ဂျောင်ဝန်းကသူ့ကိုအပြင်ကနေအကာအကွယ်ပေးထားပြီးဆန်းဝန်းကတော့မဲမောင်နေတဲ့ဝိညာဉ်လောကတွေကိုရောက်သွားတာပါ။အဲ့ဒီမှာသူဟာပျောက်ဆုံးနေတဲ့ကလေးဝိညာဉ်တွေရဲ့တိုက်ခိုက်မှုကိုခံရသလိုညောင်ချင်းရဲ့ခြောက်လန့်မှုတွေကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒီမှာဇလန်းရဲ့အလှည့်ပြောင်းကဆန်းဝန်းဟာသူ့ရဲ့အတိတ်မှာအမားတွေကိုပြန်မြင်လာရပါတယ်။သူဟာအလုပ်ကိုပဲအာရုံစိုက်ပြီးသမီးဖြစ်သူကိုပြစ်ပယ်ထားခဲ့တာဟာညောင်ချင်းရဲ့အဖေလုပ်ရက်နဲ့တိတ်မချားနာဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆန်းဝန်းဟာညောင်ချင်းကိုအင်အားနဲ့မတိုက်ခိုက်ပဲသူမရဲ့နာကျင်မှုတွေကိုနားလည်ပေးပြီးဖက်လဲတကင်းတောင်းပန်လိုက်ပါတယ်။ညောင်ချင်းရဲ့နာကျင်ချက်တွေကပြေပျောက်သွားတဲ့အခါမှာတော့အီနာလေးကိုပြန်လွှတ်ပေးတဲ့အချိန်မှာတော့ဆန်းဝန်းတို့သားဖားနှစ်ယောက်လူလောကတွေကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ဇက်သိန်းပိုင်းမှာတော့နောက်ထပ်စွန့်ပစ်ခံရတဲ့ကလေးတယောက်ရဲ့အခန်းထဲမှာဗီဒီယိုတကားကြီးကအလိုလိုပွင့်လာတာကိုပြရင်းနဲ့ဇလန်းကိုအဆုံးသတ်ထားပါတယ်။ဒီဇလန်းလေးကမိဘနဲ့သားသမီးကြားဆက်ဆံရေးကိုဟော်ရာပုံစံနဲ့အကောင်းဆုံးတင်ဆက်ထားတာပါ။မိတ်ဆွေတို့ရောဒီဇလန်းလေးအပေါ်ဘယ်လိုမြင်လဲဗျ။ခုလိုအသေးစိတ် recap ဗီဒီယိုလေးကိုအမြဲတမ်းကြည့်နိုင်ဖို့ထိန်လေးတောင် channel လေးကို subscribe လုပ်ထားဖို့မေ့နေအောင်နော်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။